မြန်မာနိုင်ငံကိုတပည့်နိုင်ငံလာတိုက်ရင်ရှင်ဘရင်ထွက်တိုက်ရမယ်ကျွန်တော်ကသီလဆောက်တည်တာလို့မရဘူးသီလချပြက်ပါစေဟောတယ်ကိုယ်နိုင်ငံကိုသူများလာကျူးကျော်ရင်စစ်ဗိုလ်ချုပ်ကြီးကကျွန်တော်ဥပုသ်ဆောက်တာလို့ဘယ်ရန်ချမှာအာဝိရောဓနာပြည်သူတို့ဤဆန္ဒနဲ့မဆန့်ကျင်သောအစိုးရဖြစ်ရမည်လို့မြတ်စွာဘုရားကဟောခဲ့ပါတော့ဒါနံသီလင်းစံပတ်တော်ဘလောက်ကုန်ချင်းဒါနသီလအဲ့ဒါတွေဟောခဲ့ပြီတဖက်ထေရဝါဒတွေရင်ပြောနေတယ်အခုပြောတဲ့စကားတွေဒီဘယ်အင်္ဂလိပ်စာပြောမဟုတ်ဘူးဒါနံသီလံမတ်တော်အကုန်တော့အဝိရောဓနာ non opposition ပြည်သူတို့ရဲ့ဆန္ဒနဲ့မဆန့်ကျင်စွာနေထိုင်ခြင်းဆိုတဲ့ဘုရင်ရဲ့အမြင့်မြတ်ဆုံးဂုဏ်10မျိုးတွေကနောက်ဆုံးဂုဏ်ဒီအဝိရောဓနာဒါနတွေပြုကျင်တယ်ရတယ်သီလတွေစောင့်တည်ကျင်တယ်ရတယ်ဒါအဲ့ဒီပြုလိုက်တဲ့ဒါနပြုလိုက်တဲ့သီလသည်ပြည်သူအများနဲ့ဆန့်ကျင်တဲ့ဒါနသီလမဖြစ်အောင်ပေးတိုင်းမကောင်းဘူးဒါဆိုသဘောပေါက်တော့ဆိုကောင်းပြီဝတ္တန္တရာမင်းကြီးကဆင်မြူတော်ကြီးကိုပေးကျင်တယ်ပြည်သူပြည်သားတွေကမပေးကျင်ဘူးအဲ့တော့မင်းကြီးကပေးတယ်လှူမယ်အလှူလုပ်တာကောင်းတယ်လေအလှူလုပ်တာကောင်းတာပဲဒါပေမဲ့သီလစောင့်တည်တာကောင်းတယ်လေ10ပါးသီလယူတာမယ်9ပါးသီလဒါပေမဲ့မြန်မာနိုင်ငံကိုတပည့်နိုင်ငံလာတိုက်ရင်ရှင်ဘရင်ထွက်တိုက်ရမယ်ကျွန်တော်ကသီလစောင့်တည်တာလို့မရဘူးသီလချပြက်ပါစေဟောတယ်ကိုယ်နိုင်ငံကိုသူများလာကျူးကျော်ရင်စစ်ဗိုလ်ချုပ်ကြီးကကျွန်တော်ဥပုသ်ဆောက်တာလို့ဘယ်ရန်ချမှာဆိုတော့ဝတ္တန္တရာမင်းကြီးကတို့အလောင်းတော်ကြီးကလှူတယ်မလှူပဲမနေနိုင်ဘူးတိုင်းပြည်ကဝိုင်းအော်တယ်ရှင်မင်းကြီးတိုင်းပြည်ရဲ့ယရနာဖြစ်တဲ့ရှင်မင်းကြီးရှင်မြူတော်ယရနာကြီးကိုမလှူပါနဲ့ဟာငါဒါနပိရတလေဝတ္တန္တရာမင်းကြီးကစမွေးတဲ့ကလှူမယ်ဆိုပြီးတော့စကားပြောခဲ့တာလေမောတရဇတ်တော်မှာရှေးကုမယ်ဆိုပြီးတစ်ချိန်စကားပြောတယ်မွေးမွေးချင်းဒုတိယဝတ္တန္တရာဇတ်တော်မှာမွေးမွေးချင်းလှူမယ်ဆိုပြီးစကားပြောတယ်တတိယသေရတမင်းသားဘဝမှာအဂေါဟမသမီဇတ်တော်မသမီတစ်တော်မသမီ I'm supreme in this one I'm greatest in this one ပြောတယ်သုံးကြီးလေးသိန်းကဘာသိန်းဘဝတွေမှာသုံးဘဝဖရာစကားမွေးမွေးချင်းပြောတယ်အဲ့တော့လှူမယ်လို့ပြောခဲ့တာပြောလှူမှာနောက်ဆုံးဘဝလေလှူရင်ကျွန်တော်မျိုးတို့တိုင်းပြည်ရဲ့ဆန္ဒနဲ့ရှင်မင်းကြီးရဲ့ယာဇာရဲ့ဆန္ဒနဲ့ပြည်သူတွေရဲ့ဆန္ဒ government and people မှာရှင်မင်းကြီး conflict ဖြစ်သွားပြီ contract theory မလုပ်ပါနဲ့လုံးငါတော့လုံးမှာပဲအဲ့တော့ဖေခမီးတော်ကြီးကဒါတော့တိုင်းသားပြည်သူတွေကသားတော်ကြီးကိုတာငါသားတော်ကိုမလူစေခြင်းမဟုတ်ရှင်မြူတော်ဓမ္မယံလှူတာကိစ္စမရှိဘူးရှင်မြူတော်ဆိုတာတို့တိုင်းပြည်ယရနာအဲ့ဒီရှင်မြူတော်ယရနာကြီးကိုမလုံလိုက်နဲ့ရှင်မြူတွေနဲ့အေယာဝန်ရှင်မင်းကြီးဟုတ်တယ်လေစဒီအေယာဝန်ရှင်မင်းကြီးဒီရှင်မင်းကြီးကတိုင်းပြည်ယရနာရှင်မင်းကြီးငါသားတော်မင်းပေးရင်ပြည်သူနဲ့ဆန့်ကျင်တယ်ဆန့်ကျင်ဖေးတဲ့သားတော်ပေးမှာပဲသားတော်ပေးမှာပဲအဲ့ဒါဆိုရင်တခုပဲရှိတယ်မင်းကတိုင်းသားပြည်သူတွေကတရားဝင်ရွေးချယ်ပြီးတော့မင်းကိုပြည်သူတွေကချစ်လို့တင်မြောက်လိုက်တဲ့မင်းကြီးကွာအင်္ဂေနိဗ္ဗာန်ဓာရကမိမိရဲ့ရင်ငယ်ထဲမှာထိုင်နေအိတ်နေတဲ့နေသိမ့်နဲ့ထိုင်အိတ်နေတော့ဓာရကံသားငယ်လေးကိုအဲ့ဒီသားငယ်လေးကိုမင်းလေစောင့်ရှောက်တယ်လို့တိုင်းသားပြည်သူတွေကိုစောင့်ရှောက်မှမင်းတာဝန်ကွာခုတိုင်းသားပြည်သူတွေကမင်းလှူမဲ့ကိစ္စနဲ့ပတ်သက်ပြီးရှင်းနေပြီတဲ့အဲ့ဒါဆိုရင်သားတော်ဘာလုပ်ရမလဲလွယ်လွယ်လေးပဲလေမင်းလှူရင်တဲ့ဟာကိုစွန့်မလားနှစ်ခုရွေးလေဒါပေးတာကိုစွန့်မလားတိုင်းပြည်ကိုစွန့်မလားပေးရင်လည်းပေးရင်တိုင်းပြည်စွန့်လေဒါဆိုရှင်းတယ်ဟိုကလေမှန်လားပါခမည်းတော်ကြီးတဲ့သားတော်ကဒါနင်္စကိုသိကြိုက်တယ်ဖြစ်တယ်အဝိရောဓနာတိုင်းသားပြည်သူတွေနဲ့ဆန့်ကျင်တယ်သားတော်ဝန်ကဘာတောင်ကိုထွက်ပါမယ်ရှင်းတာဒါဆိုအဖြေရှင်းသွားပြီအဖြေရှိသွားပြီဝတ္တန္တရာမင်းကြီးသည်သူတော်ကောင်းဖြစ်ပါတယ်လှူတာတန်းတာပါသို့တော့လှူတာတန်းတာသည်ပြည်သူတွေကိုထိခိုက်လာတဲ့အနေအထားဖြစ်တယ်ပြည်သူတွေမကျေနပ်ဘူးမကျေနပ်ရင်သူလှူရင်တာကိုလျှော့မလားပြည်သူဆန္ဒကိုလိုက်မလားကိုယ်ဆန္ဒကိုရှေ့တန်းတင်တယ်တင်ရင်အဲ့ဒီကိုယ်ဆန္ဒတိုင်းပဲဝန်ကဘာတောင်ကိုကြွား This is a Theravada